ဆရာသမီးကအသက်ရှင်တရား60ပေါင်အသင်တန်းပြီပါဒါအထုကအသင်တန်းသိကြလို့โอเคအပတ်စဉ်169ဆိုတော့တိတ်တော့မကြသေးဘူးဒီဘိုစုံဘက်ကွန်ဒိုမှာပဲတက်ခဲ့တာတင်တယ်နော်ဟုတ်ပြီအဲ့ဒီတော့ဗနေရက်တင်တန်းတက်ခဲ့တာလေ3ရက်တင်တန်းတက်ခဲ့တာအခုမှဒီမှာ internship သင်နေဒါလေးယူခဲ့တာပေါ့အတူစစ်သိကြလို့ပေါ့โอเคဟုတ်ပြီဆရာတို့စစ်ပေးမယ်ဒါလေးကိုစစ်တာမနေ့ကလည်းတယောက်လာတယ်သူ့တော့မှင်ဆက်လေးပေါ်မှာတင်ပြလိုက်တယ်လေတင်ပြလိုက်လို့မှင်ကိုဖောက်ပြီးမြင်ရရင်အတူပေါ့ဟုတ်ပြီနော်ဒီမှာတော့နောက်တနည်းနဲ့စစ်ပေးမယ်နောက်တနည်းကဘာလဲဆိုတော့ကော်ဘတ်မှာစားလိုက်တာဒါလေးကကော်ဘတ်ဒီကော်ဘတ်မှာစားလိုက်မယ်တကယ်လို့အတူဆိုရင်ချက်ရလေးတွေထင်သွားလိမ့်မယ်အစစ်ဆိုရင်တော့မထင်ဘူးပေါ့နော်ဖြစ်တယ်နော်โอเคဟုတ်ပြီဆရာဒီမှာအစစ်တစ်ပွင့်နဲ့ယူထားတယ်အစစ်နဲ့လည်းရှင်းပြမယ်ဒါဆရာအစစ်ကိုအရင်ကော်ဘတ်နဲ့အရင်စားပြမယ်ဒါအစစ်နော်အစစ်လေးကိုလက်လေးနဲ့လက်ညှိုးလေးနဲ့ဖိပြီးဒီလိုချက်လိုက်တယ်ဒါကော်ဘတ်နော်ပြီးရင်ဒီအစစ်ကိုဆရာတို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအစစ်ဖြစ်တဲ့အတွက်သူကမာတယ်လေမာစင်တန်းရှိတယ်အစစ်ဖြစ်တဲ့အတွက်သူကမျက်နှာပြင်မှာဘာမှချက်ရလည်းမထင်ဘူးပြည့်စုံမှုမရှိဘူးဟုတ်ပြီနော်ဒီဟာလေးကိုသမီးယူခဲ့တဲ့ကြောက်လေးကိုစမ်းကြည့်မယ်နော်လက်ညှိုးလေးနဲ့ဖိပြီးတော့ဒီမှာချက်လိုက်မယ်နော်ဒါကဟိုမျက်နှာပြင်မှာချက်ရလေးတွေထင်သွားတာကိုလက်ခံမှစမ်းလို့ရတယ်နော်လက်မခံရင်မစမ်းနဲ့နော်သမီးကလက်ခံတော့ဆရာစမ်းပြလိုက်တာပြီးရင်ဆရာတို့ဒီမှာကြည့်မယ်မမ်ဘလူးနဲ့ကြည့်လိုက်ရင်မျက်နှာပြင်မှာချက်ရလေးတွေမြင်ရတယ်ဟုတ်ပြီနော်ချက်ရလေးတွေဖြစ်သွားပြီပြက်စီးသွားပြီပေါ့နော်အတူဖြစ်တဲ့အတွက်ပြက်စီးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒါအတူသိကြတယ်တကယ်လို့မျက်နှာပြင်မှာချက်ရတွေမထင်ဘူးဆိုလို့ရှိရင်တော့ဒါအစ်စ်လည်းဖြစ်နိုင်တယ်အတူလည်းဖြစ်နိုင်နေတယ်အဲ့ဒီတော့နောက်တစ်ဆင့်ထပ်ဆန်းဖို့လိုတယ်အခုကတော့မျက်နှာပြင်မှာချက်ရတွေထင်သွားပြီဖြစ်တဲ့အတွက်ထပ်ဆန်းရမလို့တော့ဒါလေးကတော့အတူပဲเนาะသမီးဘုဟုတုဒအနေနဲ့မှတ်တာဆိုင်မှာမှန်ဘလူးလေးတွေဆောင်းတာမှန်ဘလူးကြည့်နေရလဲဆရာတို့ဒါဘာမှမခတ်ပါဘူးအခြေခံလေးတွေထိထားလိုက်မျက်စိနှစ်ဖက်စလုံးဖွင့်ထားရမယ်မှန်ဘလူးကြည့်ရင်ပြီးရင်လက်နှစ်ဖက်ကိုထိထားမယ်ဒီဘက်လက်နဲ့လည်းလက်ဖုံဖုံနဲ့ထိထားမယ်ပြီးရင်တလက်မအကွာပေါ့เนาะဒီလိုမျိုးကြည့်သမီးလေ့ကျင့်ပြီးကျင့်နဲ့တက်သွားလိုက်မယ်ဘာမှမခတ်ဘူးဒါလေးတွေကเนาะโอเคဒါဆိုရင်တော့ဒါလေးအတူဖြစ်မှန်းသိသွားပြီဘုဟုတုဒအနေနဲ့ကတော့မှတ်သွားလိုက်မြင်ဇက်ပေါ်မှာတင်ကြည့်လို့ဖောက်ပြီးမြင်ရရင်လည်းအတူပေါ်ဘက်မှာချစ်ကြည့်လိုက်လို့ချက်ရတွေဖြစ်သွားရင်လည်းအတူပေါ့ဟုတ်ပြီနော်မဖြစ်ဘူးဆိုလို့ရှိရင်တော့နောက်တစ်ဆင့်ထပ်ဆန်းရမယ်နော်ဟိုမဖြစ်တာနဲ့တခါတည်းအစ်စ်ဆိုပြီးတော့တန်းတော့မဝယ်လိုက်နဲ့နော်โอเคရပါပြီ